ရှင်နေတဲ့အခါမှာနောင်တမလွန်ဆိုတာလူတိုင်းမှာရှိပါတယ်နော်နောင်တမလွန်ဆိုတာရှိတယ်ကျွန်တော်လောကမှာအသက်ရှင်နေတဲ့အခါမှာကိုယ့်ရဲ့တမုတ်တရားဝန္တထွာတက်ကျွန်တော်တို့ရှာဖွေစားတောက်ကြတယ်နောင်တမလွန်ဆိုတာရှိလို့လေကျွန်တော်ဘာသာအတီးတီးကိုးကွယ်ကြတယ်ဘာသာတရားတွေကအမတန်မှကောင်းတယ်ဘာသာတရားတွေကအမတန်မှမုံမြတ်ပါတယ်ဒါပေမဲ့ဘာသာတရားတွေအရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်လူတိုင်းဟာအပြစ်ရှိပါတယ်ဒါမို့အတွက်ကျွန်တော်ဘာသာတရားမတူကြဘူးပြောဆိုတဲ့စကားလုံးတွေမတူကြဘူးဒါပေမဲ့တူညီတဲ့ချက်ကဘာလဲလို့ပြောရင်အပြစ်လောက်တာတူပါတယ်လူတိုင်းကလေအပြစ်လောက်တာတူတယ်အဲ့ဒီအပြစ်ကြောင့်နောင်တမလွန်မှာငရဲသွားတာဖြစ်တယ်ဒါမို့အတွက်ဒီနေ့ခရစ်စမတ်ဆိုတဲ့အကြောင်းအရာကတော့ကျွန်တော်အပြစ်ရှိတဲ့လူသားတွေကိုကယ်တင်ပေးခြင်းတဲ့ပုဂ္ဂိုလ်တစ်ပါးရှိတယ်အဲ့ဒီပုဂ္ဂိုလ်နာမည်ကတော့ယေရှုခရစ်တော်လို့ခေါ်တယ်ယေရှုခရစ်တော်လို့ပြောရင်အာဒါကချင်တွေရဲ့ဖခင်အဲ့ဒါကရင်တွေရဲ့ဖခင်လို့ကျွန်တော်အများယေရှုဖခင်ဆိုတာတဲ့အပြစ်ရှိတော်သူကိုကယ်တင်ခြင်းကတဲ့ဤလောကတို့ကြွလာတဲ့ဖခင်ဖြစ်တယ်တဲ့ခရစ်စမတ်ဆိုတဲ့အကြောင်းအရာတန့်ရှင်းမွန်မြတ်တဲ့ဖခင်နဲ့ပေါင်းစည်းခြင်းလို့အမည်ရတယ်ဒါမို့ယေရှုခရစ်တော်ဘုရားကအပြစ်ရှိတဲ့လူသားတွေကိုကယ်တင်ဖို့ရန်အတွက်ဒီလိုအေးချမ်းလာတဲ့ဆောင်းရာဒီမှာဒီလောကကိုဆင်းလာပြီးတော့မှကျွန်တော်လူသားအားလုံးရဲ့အပြစ်ကြွေးကံကြွေးအားလုံးကိုသူဟာရည်ရည်ခြေပေးဖို့ရန်အတွက်ဒီလောကကိုဆင်းလာခဲ့တယ်ဒီလောကကိုဆင်းလာပြီးတော့မှသူဟာကျွန်တော်တို့အတွက်လက်ဝါးကားတိုင်းမှာရည်ရည်ခြေပေးတယ်နံပါတ်1ယေရှုဘုရားကကျွန်တော်ရဲ့အပြစ်လုပ်တတ်တဲ့ကျွန်တော်ရဲ့လက်အတွက်လက်မှာတံပိုးရဲနဲ့ချင်းခံနံပါတ်2ကျွန်တော်ခြေထောက်ကလည်းမကောင်းတဲ့နေရာမှာလီမြန်လက်ရှိတယ်။ဒါမှမဟုတ်တော့ကျွန်တော်ခြေထောက်အတွက်လည်းခြေထောက်မှာတံမိုးရဲနဲ့ချင်းခံတယ်။ပြီးကျွန်တော်ဥကောင်းလို့ပြန်တွေးကြည့်လိုက်တဲ့အခါမှာကျွန်တော်ဥကောင်းကလည်းကောင်းတဲ့အရာနဲ့မကောင်းတဲ့အရာဆိုလေနော်။မကောင်းတဲ့အရာတွေတွေးခေါ်တာများတယ်။ဒါမှမဟုတ်ကျွန်တော်ရဲ့ဥကောင်းအတွက်လည်းယေရှုခရစ်တော်ဘုရားကစူရိတသူစောင်းပြီးမှလောဝါကားတိုင်းမှာကျွန်တော်တို့ရည်ရချပေးတယ်ယေရှုခရစ်တော်ဘုရားကလောဝါကားတိုင်းမှာနံပါတ်1အတေခံတယ်နံပါတ်2အတွေးတွန်းတယ်နံပါတ်3ဒီချင်းမှာလမ်းမဆုံးဘဲနဲ့တုံးရဲ့မြောက်တော်နေ့မှာရှင်ပြန်ထမြောက်တဲ့ဘုရားဖြစ်တယ်ဒီနေ့ထိတိုင်အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဒါဆိုရင်ယေရှုဘုရားအသက်ရှင်တယ်ကျွန်တော်တို့ဘယ်လိုသိရမလဲယေရှုဘုရားဒီနေ့ထိကျွန်တော်တို့ရဲ့အပြစ်ကြွေးကံကြွေးအားလုံးကိုဒီတရားချီပေးတဲ့ဘုရားဆိုရင်ကျွန်တော်ဘယ်လိုသိနိုင်မလဲလို့မေးစရာမေးခွန်းရှိတယ်အမှုယေရှုဘုရားကအခုလိုပြောထားတယ်ငါထာဝရဘုရားဖြစ်ကြောင်းကိုတဲ့နီးဆန်း၍သိမှတ်ကြပါတဲ့အခုဒီမှာဈေးတွေရောင်းနေကြတယ်ကျွန်တော်ဈေးရောင်းတဲ့အခါမှာဒီဟင်းတီးဟင်းရွက်တွေကိုလေကျွန်တော်ကြော်စားကြည့်ဆက်စားချက်စားကြည့်ကျွန်တော်အရသာကောင်းကောင်းသိနိုင်တယ်နော်အဲ့လိုပဲယေရှုဘုရားဆိုတာဒီနေ့ဒီအသက်ရှင်တယ်ဘယ်လိုသိနိုင်မလဲဆိုအခက်ခဲကြုံရင်မီးဆန်းလို့ရတယ်ယေရှုဘုရားကမီးဆန်းခြင်းကိုခံတဲ့ဘုရားဖြစ်တယ်ဒါဆိုယေရှုဘုရားအသက်ရှင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နံပါတ်1မီးဆန်းလို့ရတယ်ဘယ်လိုမီးဆန်းမလဲဆိုယေရှုဘုရားဟိုတနေ့ကဈေးမှာခရစ်စမတ်တွေလာလို့သွားတယ်ယေရှုအကြောင်းတွေပြောသွားတယ်ယေရှုဘုရားကကျွန်တော်ကိုအပင်ကြီးကကယ်တင်တဲ့ဘုရားအခက်ခဲပြဿနာကြုံတဲ့အခါမှာဖြေရှင်းပေးတဲ့ဘုရားဆိုရင်ဒီကနေ့ကျွန်တော်ခေါ်ပါတယ်လို့အဲ့လိုရိုးရိုးလေးခေါ်ယေရှုဘုရားကထူးပါတယ်တဲ့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒီယေရှုဘုရားဒီနေ့ဒီအသက်ရှင်လားမရှင်ဘူးလားဆိုတာကိုယ်တိုင်မီးစမ်းကြည့်သိနိုင်ပါတယ်ဒီကနေ့ကျွန်တော်ဒီမှာ